ကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြပေးမှာတော့မိုင်တဲသုံးပြီးအတွက်မတော့မိုင်တဲပဲ400သုံးပြီးတော့ MB 3400ဝယ်လို့ရမရဘူးစစ်သက်နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲပဲ400သုံးပြီးတော့ MB 3400တစ်လတစ်ကြိမ်ဝယ်လို့ရမရဘူးကျွန်တော်ရဲ့ဒီကိုစစ်သက်နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ဘီနီယာနဲ့1400ရအောင်အရင်ဆုံးဝယ်ကြည့်လိုက်မယ်ဗျာစတာ966စတာ231တက်ဆက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စမ်းကြည့်လိုက်မယ်ဗျာစတာ966စတာ231တက်ဆက်ကတော့ကျွန်တော်တို့မိုင်တဲပဲ200နဲ့1400 MB ဝယ်ရနီးလေးပဲဖြစ်ပါတယ်ဗျာမိတ်ဆွေရကတ်ကိုစစ်ကြည့်လိုက်ပါစတာ966စတာ231တက်ဆက်ကိုနှိပ်ကြည့်လို့လက်ကျန်ငွေမလုံလောက်ပါဆိုရင်ကျွန်တော်တို့ကမိုင်တဲပဲ200နဲ့1400 MB ရရှိမှာပဲဖြစ်ပါတယ်ဗျာဝယ်နီးလေးကတော့စတာ966စတာ231တက်ဆက်ဒီကောင်းလေးကတော့ကျွန်တော်တို့စတာ966စတာ231တက်ဆက်ဒီကောင်းလေးကတော့ကျွန်တော်တို့မိုင်တဲပဲ200နဲ့1400 MB ဝယ်ရနည်းလေးပဲဖြစ်ပါတယ်ဗျာဒါလေးကတော့တစ်လတစ်ကြိမ်ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာစနီးလေးကတော့စတာ966စတာ231တက်ဆက်ကိုနှိပ်ကြည့်လိုက်ပါဗျာဒါဆိုရင်ကျွန်တော်တို့ကဘီ200နဲ့1400 MB ရတယ်ဗျာနောက်ထပ်အနေနဲ့ကျွန်တော်တို့ကဘီ200နဲ့MB 2000ရအောင်လို့စတာ966စတာ944ဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လို့ရတယ်ဗျာစတာ966စတာ944ဆက်ကတော့ကျွန်တော်တို့ဘီ200နဲ့ကျွန်တော်တို့2000 MB ဝယ်နီးလေးဖြစ်တဲ့စတာ966စတာ944ဆက်မိတ်ဆွေကတ်ကိုစစ်ကြည့်လို့ရတယ်လက်ကျန်ငွေမလုံလောက်ပါဆိုရင်ကျွန်တော်တို့ဒီ200နဲ့2000 MB ကိုတစ်လတစ်ကြိမ်ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာဒါမှဆိုရင်ကျွန်တော်1ကတ်ကိုစစ်ကြည့်လိုက်တယ်ဗျာစတာ966စတာ944ဆက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်လိုက်ဗျာဒါလေးကတော့ကျွန်တော်တို့မိုင်ရဲဘေး200နဲ့2000 MB ဝယ်နီးလေးပဲဖြစ်ပါတယ်ဗျာမိတ်ဆွေကတ်ကိုစစ်ကြည့်လိုက်ပါဗျာတကယ်လို့လက်ကျန်ငွေမလုံလောက်ပါဆိုရင်ကျွန်တော်တို့ကဒီ packet တွေကိုဝယ်ပြီးတော့ဘေးလေးရတဲ့နဲ့3400 MB ရရှိမှာဖြစ်ပါတယ်ဗျာစနီးလေးရကတော့စတာ966စတာ231တက်ဒီကောင်လေးရကျွန်တော်တို့စတာ966စတာ944ဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လိုက်ပါဗျာတကယ်လို့လက်ကျန်ငွေမလုံလောက်ပါဆိုရင်ကျွန်တော်တို့ရဲ့ကတ်တွေကမိုင်တဲဘေး400နဲ့ MB 3400ရရှိမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါလက်ကျန်ငွေမလုံလောက်ပါဆိုရင်ကျွန်တော်တို့ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာတခြားအနေနဲ့ခွန်သုံးလုံးဆက်ကိုနှိပ်ပြီးတော့လည်းစစ်ကြည့်လို့ရတယ်ဗျာစတာခွန်သုံးလုံးဆက်ပါဆိုပြီးကျွန်တော်တို့ဒီမှာဆိုရင်ဘေး900နဲ့ 2G ကို3ရက်3 1 month ဆိုပြီးတော့ကျွန်တော်တို့တစ်လတစ်ကြိမ်ဝယ်လို့ရပါတယ်ဗျာအပေါ်မှာဆိုရင်96 MB 600ပွိုင်ကိုဘေး200နဲ့ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာတကယ်လို့စတာခွန်သုံးလုံးဆက်ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့စစ်ကြည့်ပြီးတော့ဝယ်လို့ရတယ်ဗျာတကန်းနဲ့တကန်းမတူပါဘူးတချို့ကဆိုရင်ဘေး200နဲ့ကျွန်တော်တို့က200 MB ဘေး200နဲ့မိနစ်200ကိုဝယ်လို့ရပါတယ်ဗျာအခုပဲမိတ်ဆွေရဲ့ကတ်ကိုစမ်းကြည့်လိုက်ပါဗျာဝယ်လို့ရတယ်ဆိုရင်တော့ကျွန်တော်တို့အရန်ကိုတန်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ